မကြခင်မြကင်းစိမ်းပေါ်ပြန်လည်ချေချလာတော့မယ်ပေါ့ပါပရိသတ်များမင်္ဂလာများជីကိုကနေပြန်လည်ကြိုလိုက်ပါရင်ဆေးသုံးဆွဲမှုကြောင့်မြကင်းစိမ်းပေါ်ကနေကာလတန်ကြောင်ဘောလုံးကစားခွင့်ပိတ်ပင်ခံထားတဲ့ပေါ့ပါဟာအခုဆိုရင်တော့ပြင်သစ်ကလပ်မူနာကိုအသင်းရဲ့နှစ်နှစ်စာချုပ်ဖြင့်ကမ်းလှမ်းခြင်းခံခဲ့ရတယ်လို့သိရပါတယ်2023ခုနှစ်စက်တင်ဘာလအတွင်းဂျူဗီနက်အသင်းနဲ့ဦးလီနီအသင်းတို့ကစားနေစဉ်အရန်ကုန်မှာထိုင်နေခဲ့တဲ့ပေါ့ပါတယောက်ဆေးသုံးဆွဲမှုဆိုတဲ့ခေါင်းစဉ်နဲ့စစ်ဆေးခံခဲ့ရပြီးဘောလုံးကစားခွင့်ထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကပေါ့ပါတယောက်ညှင်းဆိုခဲ့ပေမဲ့လည်းနောက်ဆုံးမှာဘောလုံးကစားခွင့်၄နှစ်ပိတ်ပင်ခံခဲ့ရပါတယ်ဒါပေမဲ့ဆရာဝန်ရဲ့ညွှန်ကြားချက်အရဆေးထဲမှာပါဝင်နေတဲ့အရာဖြစ်တယ်လို့ဖြေကြားခဲ့တာကြောင့်ပြည်ထောင်က18လပဲဘောလုံးကစားခွင့်ပိတ်ပင်ခဲ့ရပါတယ်2025မတ်လကနေစတင်ပြီးပေါ့ပါတယောက်ဘောလုံးပြန်ကစားဖို့တယောက်တည်းလေးကျင်ကန်ဆင်းနေခဲ့ပေမဲ့ပေါ့ပါရဲ့2023ခုနှစ်ကဖြစ်တဲ့အကြောင်းဘယ်အသင်းကမှမခေါ်ယူခြင်းခဲ့ပါဘူးအချိန်ကပြင်သစ်ကဘာဗလာရရှိရေးမှာရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ပေါ့ပါဟာအောက်ကျခံပြီးအသင်းတွေကိုလိုက်ကမ်းလှမ်းခဲ့ပေမဲ့အသင်းကြီးတချို့ပါဝင်အသင်းတော်များများကခေါင်းခါခဲ့ကြပါတယ်ဗရမများမှန်ရင်နိုနေဦးဆိုတဲ့စကားပေါ်အတိုင်းပါပဲအခုချိန်မှာပေါ့ပါကိုပြင်သစ်ကလပ်မူနာကိုအသင်းဘက်ကနှစ်နှစ်စာချုပ်နဲ့ကမ်းလှမ်းလာခဲ့ပါပြီမူနာကိုအသင်းဟာလာမယ့်ရာသီမှာချန်ပီယံလိဝင်ဝင်ရရှိထားပြီးလိုအပ်နေတဲ့ကွင်းလင်အင်ဂျင်နီယာအတွက်ပေါ့ပါကိုကမ်းလှမ်းခဲ့တာပါလက်ရှိချိန်นี้ဘောလုံးသမိုင်းတစ်လျှောက်ကမ္ဘာအကောင်းဆုံးကွင်းလင်ကစားမတွေကိုပြောလိုက်ရင်ပေါ့ပါကမေးထားလို့မရတဲ့သူပါပေါ့ပါရဲ့ကွင်းလယ်တွင်စွမ်းဆောင်ရည်ပိုင်းတွေဟာတမှုထိုးကြပြီးလောင်းဘောတွေသွင်းကိုတွေဂိုးဖန်နေမှုတွေနဲ့သူ့ရဲ့ဘောလုံးထိန်းချုပ်နိုင်စွမ်းမြင့်မားမှုတွေဟာတကယ်ကို world class player တယောက်ရဲ့စွမ်းဆောင်ရည်တွေပါပဲပေါ့ပါအတွက်လက်ရှိချိန်မှာလိုအပ်နေတာကတော့မြခင်းစိမ်းပေါ်မှာသူ့ရဲ့ကစားမဘွားအထက်မှန်အောင်မြင်ရေးအတွက်အရေးပါတဲ့ခွင့်ရတစ်ခုဖြစ်ပါတယ်ပရိသတ်တော်များများရင်းထဲမှာယနေ့အချိန်ထိပေါ့ပါရဲ့နာမည်ကိုမမေ့သေးတဲ့သူတွေအများကြီးရှိပါတယ်ပေါ့ပါမြခင်းစိမ်းပေါ်မှာပြန်လည်ခြေချဖို့ကိုမြင်ချင်တဲ့ဘောလုံးပရိသတ်တွေအတွက်မကြခင်မှာပေါ့ပါပြန်လာတော့မယ်ဆိုတဲ့အကြောင်းကိုအသိပေးလိုက်ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်